ကောင်းတကားအထက်ကိုလူတိုင်းလဲဆွဲတာသူ့ကိုတော်ရောမြို့မှာဆိုသလိုလိုနှစ်သက်ကြတာမှန်သေးသကို နေဟာ ဦးမပါရင်ထမင်းပွဲတဲ့ဘာလို့လို့သိနေကြမှာပဲဆိုငပြည့်ရဲ့ကျိုး ဟာလို့ သူအကြောင်းပြောရင်အကောင်းတကားထက်ကိုလူတိုင်းလဲဆွဲတာသူ့ကိုတော်ရောမြို့မှာဆိုသလိုလိုနှစ်သက်ကြတာမှန်သေးသကို နေဟာ ဦးမပါရင်ထမင်းပွဲတဲ့ဘာလို့လို့သိနေကြမှာပဲဆိုငပြည့်ရဲ့ကျိုး ဟာလို့ ဘိုးကြီးအမေကြီးကြိုက်တယ်ငပြည့်ရဲ့ကျိုး ဟေး ခလေးနဲ့လူကြီးကြိုက်တယ်ငပြည့်ရဲ့ကျိုး နေဟာ ဗမာ